ခင်ဗျားတို့ကျွန်တော်မိကိုတစ်ခုမေးမယ် Isekai enemy ထဲမှာအကောင်းဆုံး Isekai enemy တွေကိုပြောပြပါဆိုရင်ဘယ် enemy တွေကို mention မလဲတေချာတာတစ်ခုကတော့ ReZero တို့ Kate တို့ Shihiro တို့ SAO တို့ Konosuba တို့ T-Bay တို့ No Game No Life တို့ The Eminence in Shadow Slime မောတာ Saga of the Tanya the Evil Overlord Arifruda နဲ့တခြား enemy တွေပါကောင်းပါလိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့လုံးဝကိုမေ့နေတဲ့ enemy တစ်ခုတော့ရှိတယ်အဲ့ဒါကတော့ရှားဟာမဟုတ်ဘူးလူအများစုကိုနာ enemy ဆိုပြီးဝိုင်းမုန်းနေတဲ့ Daddy Tensei ပဲဘာလို့တချို့လူတွေကဒီ enemy ကိုမုန်းနေရတာလဲပြီးတော့ဘာလို့ကျွန်တော်ကဒီ enemy ကိုအကောင်းဆုံး enemy တွေကတစ်ခုလို့ပြောရလဲဆိုတော့မပြောရခင်မှာဒီ enemy ရဲ့ story အကြောင်းကိုကျွန်တော်အရင်ဆုံးရှင်းပြမယ်ဗီဒီယိုမစခင်မှာရေးထားတဲ့တစ်ခုရှိရဲအဲ့ဒါကကျွန်တော်ဘာလို့ဗီဒီယိုမတင်မဲ့ပျောက်နေရလဲဆိုတဲ့အကြောင်းပါဆိုတော့ဒီအကောင့်မှာဗီဒီယိုမတင်မဲ့နေခဲ့တာအခုဆိုရင်8လ9လနေပါ maybe 9လတောင်ကျော်သွားလောက်ပါပြီဘာလို့ကျွန်တော်ဗီဒီယိုမတင်မဲ့ပျောက်နေရလဲဆိုတဲ့အကြောင်းကတော့နည်းနည်းလေးတော့ဒါ story ပုံစံမျိုးလေးနဲ့နည်းနည်းတော့ရှေ့တယ်ဒါပေမဲ့ကျွန်တော်ဒီအကြောင်းကိုရှင်းပြမယ်ဆိုရင်တော်တော်လေးရှည်တော့ကြတော့သိရမလားဟိုနားမလည်ပါဆိုလို့လေအပြ personal အကြောင်းဝင်လည်းပါတော့သိရမလားအဲ့လိုနည်းနည်းလေး show နေမှာဆိုကျွန်တော်ပြင်းနေတော့ပါဟုတ်ပါတယ်ဗီဒီယိုလုံးမှာပြင်းနေလို့ပါအဲ့ဒါကြောင့် brother တို့ sister တို့ကျွန်တော်ပြစ်ထားခဲ့တယ်လို့ဖြစ်သွားခဲ့မယ်ဆိုရင်လည်းကျွန်တော်တောင်းပန်ပါတယ်လို့ထားပါပြီးခဲ့တဲ့ဟာလည်းပြီးသွားပြီဆိုတော့ကျွန်တော်အခုတော့ဗီဒီယိုပြန်တစ်ပါမယ်နေတိုင်းတော့မဟုတ်ပါဘူးအာနီမေရဲ့အစမှာတော့ Isekai ရဲ့ထုံးစံအတိုင်းလက်ရှိကဘာကနေတခြားကဘာကိုရောက်သွားမယ်အကြောင်းလေးတစ်ခုကတော့ပါကုတ်ပါမယ်ဒီမှာကတော့ MC ပူပြီးတိကျပြောမယ်ဆိုရင်အတိတ်က MC ပေါ့သူ့ရဲ့အသက်က34နှစ်ရှိရဲ့အိမ်တွေအောင်2ယောက်ဘာလို့အိမ်တွေအောင်နေလဲဆိုတော့လူတွေပေးတဲ့ trauma တွေကြောင့်တိတ်မကြပါဘူးဒီဘဲက track accident နဲ့ show ပါရောအဲ့တော့တခြား Isekai မှာကလေးတယောက်လေးတပြက်မျိုးဝင်စားတာပေါ့ညလုံးဖွေးဖွေးချင်းမှာသူမမြင်ဘူးတဲ့လူ2ယောက်ကသူမကြားဘူးတဲ့ language ဘာသာစကားတွေနဲ့ပြောနေတာကိုတွေ့တယ်အဲ့2ယောက်ကတခြားသူတွေတော့မဟုတ်ဘူးလက်ရှိ MC ရဲ့အဖေဖြစ်တဲ့ Paul Greer နဲ့သူ့ရဲ့အမေဖြစ်တဲ့ Zenith Greer ပြီးတော့သူ့ရုပ်ကလေးကြည့်ရတဲ့အချိန်မှာ Europe ရုပ်ပေါက်တော့ကြတော့ MC ထင်သွားရတာကသူက Europa ရဲ့တနေရာမှာပြန်ပြီးဝင်စားသွားတာပေါ့ Europa ရဲ့တနေရာဆိုတော့ Meine Arbeit für richtig hältst ob du glaubst အခုအချိန်ဒီ enemy ကိုတခြား Isekai enemy နဲ့အတူတူပဲလို့ခင်ဗျားထင်နေရမလားအဲ့လိုထင်မှာတော့အစမှာကျွန်တော်မကြားဘူးတဲ့ဘာသာစကားလို့ကျွန်တော်ပြောခဲ့တယ်နော်အဲ့ဒီဘာသာစကားကကျွန်တော်တို့လက်တွေ့ကမ္ဘာမှာလုံးဝမရှိတဲ့ Mushoku Tensei အတွက်ပဲဖန်တီးထားတဲ့ language တစ်မျိုးဒါကို fictional language လို့လည်းခေါ်တယ်ဒီ anime မှာ language 2မျိုးပါတယ်Japanese နဲ့ပေါင်းလိုက်မယ်ဆိုရင်တော့3မျိုးပေါ့ဒါတွေက Japanese ရယ် human language ရယ် demon language ရယ်ဒီလို language system ပါတဲ့ Isekai anime ဆိုတာကလက်ချိုးယူလို့တောင်ရတယ်ဗျာဒါကြောင့်ဒီ anime ကတခြား Isekai anime လို့ပေါ့ပြက်လောက်ထားတာမဟုတ်ပဲတေရှာလုပ်ထားတဲ့ wall building ပါတယ်ဆိုတဲ့အနက်သက်တွေကတော့ကျွန်တော်ဆက်ကြည့်ပြခဲ့တာပေါ့အဲ့ဒါတကယ်မှန်တယ်ဒီကမှပါတဲ့ wall building ကတော်တော်ကြီးကောင်းတယ်မှာပါတယ်ကျွန်တော်တစ်ချက်ပြမယ်ဒီလိုမျိုးတွေအဲ့ဒါမဟုတ်ဒီလိုမျိုးတွေစားတဲ့ဖြစ်ဒီလိုတော့ fantasy ဖြစ်တဲ့နေရာတွေအများကြီးပါတယ်လို့အရန်ရှုပ်ထွေးတဲ့ family tree လည်းအများကြီးပါတယ်ထားပါဆိုတော့ဇလန်းကြောင့်ပြန်ဆက်ရမယ်ဆိုရင် MC ကသူကပြန်ဝင်စားပါလေဆိုတာသိတော့ဘာလို့မထင်လဲခင်ဗျားတို့ကျွန်တော်နည်းနည်းလေးစဉ်းစားဖို့အချိန်ခဏပေးမယ်စဉ်းစားကြည့်လိုက်အဲ့တော့ဝဲကိုကောင်းပါကောင်းဆိုတယ်အော်မေးနေတာဒီ MC ရဲ့နာမည်က Rudius Greer အတူကောင်းအနေနဲ့ Rudy လို့လည်းခေါ်ကြတယ်အဲ့ Rudy ဆိုတဲ့ကောင်ကသူပြန်ဝင်စားဝိုင်းဆိုတာသိရတယ်ဒီကဘာကြီးအကြောင်းလိုက်ပြီးစူးစမ်းတာပေါ့သူရောက်နေတဲ့ကဘာကမျိုးနစ်စုအစ်စ်တွေအများကြီးရှိပြီးတော့မော်စွမ်းကြီးလည်းတုံးချတဲ့ကဘာတုံးမျိုးတတိယပြပြောရရင် fantasy ကဘာဆိုတာသူသိပါခဲ့တာပေါ့ဒီလိုနဲ့ပဲ Rudy ကသူအနေနဲ့တက်ကြီးလာနဲ့သူစိတ်ဝင်စားနေတဲ့ဒီမော်စွမ်းအကြောင်းကိုတယောက်တည်းကြိတ်ပြီးတော့လေ့လာတော့တာပဲအဲ့မှာပဲသူ့ရဲ့အိမ်ပရိပေါက်ကိုကောက်ပြီးဖျက်ဆီးလိုက်ပြန်ရောဒါကြောင့်ပဲသူ့ရဲ့မိဘတွေက Rudy မှာမော်ဆွမ်းပါရမီပါတယ်လို့ထင်ပြီးတော့မော်ဆွမ်းအကြောင်းသင်ကြားပြီးဖို့အတွက်ဆရာတယောက်ငှားလိုက်တာပေါ့ဒီလိုနဲ့ပဲဂျပူးမ Roxy ဆိုတဲ့ဒီမော်ဆွမ်းရှင်မလေးကိုဆရာတယောက်အနေနဲ့ငှားလိုက်တာပေါ့ခင်ဗျားတို့သူ့ကိုကလေးတယောက်လို့ထင်နေရမလားတကယ်နဲ့သူ့ရဲ့တက်က40ရှိနေသူ့ရဲ့နာမည်အပြည့်စုံက Roxy Migrotia ဖြစ်ပြီးတော့ Mika
Miguel ဆိုတဲ့ Demon Race တွေရမလို့သူ့ရဲ့အသက်က40ဆိုပေမဲ့ကျွန်တော်တို့ရဲ့ Human Race မှာဆိုရင်သူ့ရဲ့အသက်က teenager လောက်ပဲရှိအောင်ပါဆိုတော့ဒါကသူတို့ရဲ့ Demon Race မှာအသက်40ဆိုရင်ကျွန်တော်ရဲ့ Human Race မှာက16 19လောက်ပေါ့ဒါကြောင့် age is just a number ဒီလိုနဲ့ပဲ Rudy က Roxy ရှီကနေမော်ဆွမ်းချောင်းတင်ရှားရင် pause ဒီအပိုင်းတွေကိုကျွန်တော်ကြော်လိုက်မယ်ဘာလို့လဲဆိုတော့ ဗီဒီယိုအရင်ရှည်တော့မှာဆိုလို့ပြီးတော့ဆက်ပြောမယ်နောက်ပိုင်းဒီမှာလည်းကျွန်တော်တို့ show ပိုင်းကြီးကြော်ထားမယ်ဗီဒီယိုရှည်တော့မှာဆိုလို့ okay ဒီလိုနဲ့ပဲနောက်ဆုံးမှာတော့ Roxy သိလိုက်တာကသူ့မှာ Rudy ကိုတင်ပြစရာဘာမှသိမကြံတော့ဆိုတာပဲဒါကြောင့် Rudy ကိုသူကကြောက်တတ်စေချင်တယ်ဒါပေမဲ့ Rudy ကသူ့ရဲ့အရင်ဘဝက trauma ကြီးကြောင့်ကြောင်းစရက်အရာကြီးကိုအရင်ကြောက်ရွံ့နေခဲ့မိတယ်အထူးသဖြင့်လူတွေကိုပေါ့ဒီနေ့မှာတော့ Roxy ကသူ့ကိုနောက်ဆုံးဆက်ပွဲဆင်းမယ်ဆိုပြီးတော့ရွာနဲ့အဝေးတဲ့နေရာကိုခေါ်သွားတယ်အဲနောက်မှာအရင်ကျန်းပါရဆိုတဲ့ animation နဲ့အရင်ကျန်းပါရဆိုတဲ့မော်ဆွာနှစ်ခုပေါင်းပြီးတော့ကြည့်ရလိမ့်မယ် animation တော့ကတော့ပြောနေစရာဘာမှမလိုတချို့ကားလို့တော့မဟုတ်ဘူးပေါ့ဒီလိုနဲ့ပဲ Rudy က Roxy ရဲ့နောက်ဆုံးဆက်ပွဲကိုအောင်မြင်ဖြစ်သွားတဲ့နေရာကြောင့်ဆရာနဲ့တပည့်တို့ရဲ့လမ်းခွဲတဲ့အပိုင်းတွေကိုရောက်သွားခဲ့တာပေါ့စိတ်မပူပါနဲ့နောက်ပိုင်းမှာပြန်တွေ့ရအောင်ပါယူတွေ့ရမှာမဟုတ်ဘူးနော်မိမတယောက်နေလည်းပြန်ပြီးတွေ့ရမှာနောက်ပိုင်းမှာ Rudy ကအတရင်နဲ့ကြီးလာနဲ့သူ့ရဲ့ကဘာကြီးအကြောင်းလေးလာဖို့ဆိုပြီးတော့အပြင်တွေပါတွေထွက်ပြီးလမ်းတွေပါတွေရှောက်ခဲ့တာပေါ့ဒီလိုနဲ့ပဲသူလမ်းရှောက်နေတဲ့တွေ့တာကကလေးတယောက်ကိုကလေး3ယောက်ကဝိုင်းရင်နေအနိုင်ကျင့်နေတဲ့မြင်ကွင်းတစ်ခုကိုဒါကြောင့်ပဲ Rudy ကအဲ့အနိုင်ကျင့်နေတဲ့ကလေးတွေကိုဝင်းဆော့ပြီးတော့အနိုင်ကျင့်ခဲ့နေရတဲ့ကလေးကိုဝင်းခဲ့လိုက်တာပေါ့အဲ့ကလေးရဲ့နာမည်က Selfie လို့ခေါ်ပြီးတော့သူ့ပဲနောက်ထပ်မိမဖြစ်လာမဲ့တယောက်2ယောက်ရှိဒီစကားကိုအဓိကလူတွေမုန်းနေရတဲ့အကြောင်းရင်းကလည်းအဲ့အကြောင်းပဲနေမှာဒီစကားထဲမှာ sex joke တွေအရင်များတယ်ဒါပေမဲ့ကြည့်ရတာစိုးတဲ့အထိတော့မဟုတ်ပေမဲ့လေတချို့လူတွေတက်တော့ဒီဘိုင်းတွေကတမျိုးပြီးဖြစ်နိုင်တယ်နောက်ပြီးဒီဘိုင်းတွေကဒီ enemy ရဲ့အဓိကရတာကိုပြတ်သွားစေတဲ့အကြောင်းရင်းလည်းဟုတ်တယ်လို့ပြောလို့ရတယ်တချို့လူတွေလည်းလက်ခံလောက်တယ်ဒီစကားကိုဇလန်းကြောင့်ပြန်ဆက်ရမယ်ဆိုရင် Rudy နဲ့ Selfie တို့ကအတူတူရင်းနှီးလာပြီးတော့ Rudy က Selfie ကိုမော်ဆွားရေးအကြောင်းလည်းတင်ရှားပေးတယ်ဒီလိုနဲ့ပဲနေနေခဲ့ကြတော့ Rudy ကသူဒီလိုမျိုးဆက်နေနေမှဆိုရင်ဘာမှတိုးတက်လာမှာမဟုတ်ဘူးဆိုတာသူသိပါတော့သူကြောင်းတက်ဖို့စဉ်းစားနေတဲ့အကြောင်းကို Selfie ကိုပြောလိုက်တာပေါ့တည့်ရတိုင်း Selfie ကတော့ဘယ်လက်ခံမလဲသူ့ကိုတယောက်တည်းထားမသွားပါနဲ့ဆိုပြီးတော့ငိုဝေးတောင်းဆိုတာပေါ့ဆက်ပြောအောင်မယ်ဒါ spoiler ဖြစ်တာမလို့မကြည့်ချင်ကြော်လို့တော့ရတယ် Selfie ငိုဝေးတောင်းဆိုနေတဲ့အပိုင်းလေးကို brother တို့အမှတ်ကိုမှတ်ထားလိုက်ဘာလို့လဲဆိုတော့ Moshio Tensei ရဲ့ ending မှာဒီလိုပုံစံအတိုင်း similar ဖြစ်ပြီးတော့တူညီတဲ့အပိုင်းတစ်ပိုင်းပြန်လာလိမ့်မယ်ဒါပေမဲ့အခုလိုမျိုးပုံစံမျိုးမဟုတ်ဘဲနဲ့အရင် emotional ဖြစ်တဲ့ပုံစံမျိုးနဲ့လိုက်လိမ့်မယ်ဇလန်းကျော်ကိုပြန်ဆက်မယ်ဆိုရင် Rudy ကကြောင်းလက်တက်ချင်တယ် Selfie နဲ့လည်းမခွဲချင်ဘူးဆိုတော့သူစဉ်းစားရတဲ့တစ်ခုက Selfie နဲ့အတူတူကြောင်းတက်မယ်ပေါ့အဲ့ဒါနဲ့ပဲသူ့ရဲ့အဖေဖြစ်တဲ့ Paul Curious စီမှာ Selfie ကိုပါကြောင်းလောက်ခပေးဖို့သွားတောင်းဆိုတာပေါ့သူ့ရဲ့ father ရတော့ပဲလက်ခံမလဲ Shut your bitch ass up! ဒီလိုနဲ့ပဲ Rudy က Selfie တော့ကြောင်းလောက်ခကိုကျွန်တော်ကလှုပ်ပြီးပေးမယ်လို့ပြောလိုက်တော့ဘယ်မှမသိတဲ့သားရဲ့မမကြီးလက်အောက်ထဲကောက်ထည့်ပေးပြီးတော့ဟိုပဝေသနီကိုကောက်ပို့လိုက်တာပေါ့သူပို့လိုက်တဲ့နေရာက Aris ရယ်ဒီကောင်မလေးကိုသွားပြီးတော့စာသင်ကြားပေးဖို့နဲ့မော်ဆွားအကြောင်းသင်ကြားပေးဖို့နောက်ပြီး Aris ရယ်ကောင်မလေးက Great Family ဝင်ပဲဒီ Great Family အကြောင်းကိုကျွန်တော်ရှင်းပြမယ်ဆိုရင်တေချာပေါ့မဝင်လင်းသွားလိမ့်မယ် You are my sunshine ဒါကြောင့် brother တို့သိကျင်နေဆိုရင် comment မှာပြောထားပြီးပေါ့ကျွန်တော်နောက်ဗီဒီယိုကြရင်ပြန်ပြီးတော့ရှင်းပြပါမယ်အားရင်ပေါ့ဒီလိုနဲ့ပဲသူတို့3ယောက်သာအတူတူဖြတ်တန်းကြရင်းနဲ့တယောက်နဲ့တယောက်တစ်ဖိလက်ရင်းနှီးလာကြတာပေါ့ဒီနေ့ကျတော့ Rudy, Aris နဲ့ဒီ Ghislaine သူတို့3ယောက်သာအတူတူမော်ဆွားအကြောင်းတင်ရှားနေရင်အခုချိန်ကစပြီး spoiler အကြီးတွေပါမှာမလို့ enemy မကြည့်ရသေးဘူးဆိုရင် enemy ရင်သွားကြည့်ကြပါဒါပေမဲ့ခင်ဗျားက spoiler မိလဲစိတ်ဝင်စားဘူးဘာပဲဖြစ်ကြည့်မယ်ဆိုရင်တော့စက်ကြည့်ကြပေါ့Rudy တို့3ယောက်သာမော်ဆွားအကြောင်းတို့လေးလာနေရင်ရုပ်တရက်ကောင်းကင်တစ်ခုကပြောင်းလဲသွားခဲ့တယ်ပြီးတော့ဗယံမဲမသိတဲ့လူတယောက်တိုက်ခိုက်ခြင်းကိုလည်းခံရတယ်ဒါအပြင်ဗယံမဲမသိတဲ့အလင်းတဲတစ်ခုချောင်းနေရာတစ်ခုလုံးလင်းထိန်သွားခဲ့တယ်အဲ့အလင်းတဲက Rudy တို့အနားမှာတည်းမဟုတ်ဘဲနဲ့အနားတစ်ဝိုက်နေရာတစ်နေရာတစ်ခုလုံးကိုလွှမ်းခြုံသွားခဲ့တော့တာပဲအဲ့တော့ Rudy ကသူ့ရဲ့အရင်ခဏကိုလည်းပြန်ပြီးနိုးထလာခဲ့တယ်။သူနိုးထလာတဲ့နေရာကလက်ရှိကဘာလည်းမဟုတ်သလိုအရင်တော့ကဘာလည်းမဟုတ်ဘူး။ဒါကသူ့ရဲ့ dream world, inner world, mind world ထဲမှာနားလေးပြောရမယ်ဆိုရင်သူ့ရဲ့စိတ်ထဲမှာပေါ့။အဲ့မှာပဲခဏကိုတစ်ခုလုံးဖြူဆို့နေတဲ့ဒီ Hidogami ဆိုတဲ့ကောင်နဲ့တွေ့တယ်။အဲ့မှာသူတို့နေရောအလာဘာတလာဘာဘလာဘလာရှောက်ပြောချရင် Hidogami ကအချမ်းတစ်ခုပေးလိုက်တယ်။
Rudy ပြန်ပြီးနှုတ်ထလာတဲ့အချိန်မှာသူရောက်နေတဲ့နေရာကသူအရင်နေခဲ့တဲ့နေရာမဟုတ်တော့ပဲလေတခြားနေရာတစ်နေရာကိုတယ်လီပို့ခံရပြီဆိုတဲ့အကြောင်းပြီးတော့သူ့ရဲ့ဘေးနားမှာ Ares အပြင်တခြားမျိုးနဲ့စုလည်းရှိနေမယ်ဆိုတဲ့အကြောင်းဒါအပြင်အဲ့မျိုးနဲ့စုကိုသူကကူညီပြီးကယ်တင်ရမယ်ဆိုတဲ့အကြောင်းပြောလိုက်တယ် By the way ဒီဘက်တော့ manipulator ကြီးပဲ ။ဘာကြည့်နေရလဲ။အဲ့တော့ तू အလုံးရှုံးနေတယ်။မင်းမဟုတ်တယ်။တခြားတယောက်နဲ့ အဲ့တော့ Rudy ပြေပြန်နှုတ်ထလာတယ် Rudy ပြေပြီးနှုတ်ထလာတဲ့အချိန်မှာ Hidokami ပြောတဲ့အတိုင်းတပုံစံနဲ့ဖြစ်နေတော့ Rudy တကယ်ကြောင်သွားတာပေါ့ဒီကနေ့အဲ့ Hidokami ဆိုတဲ့ကောင်က Rudy ကို manipulate လုပ်နေတဲ့တကယ် main antagonist story ကြောင့်ပြောမှဆိုရင်သူတို့3ယောက်တာတူတူခီးထွက်ပြီးတော့သူတို့ရဲ့မွေးရပြင်ကိုပြန်သွားတာပေါ့ဂျားထဲမှာမထင်ထားတဲ့အရာတွေစိတ်ဝင်စားစရာတွေအများကြီးပါပါတယ်နောက်ဆုံးမှာတော့ Rudy တို့3ယောက်သူတို့ရဲ့မွေးရပြင်ကိုပြန်ရောက်သွားခဲ့တယ်သူတို့ရဲ့မူလမွေးရပြင်ကိုပြန်ရောက်တဲ့အချိန်မှာတော့သူတို့ရင်နေခဲ့တဲ့နေရာကအရင်ကလည်းလုံးဝမတူတော့ဘဲနဲ့အရာအလုံးပြောင်းလဲသွားခဲ့ပြီလူတိုင်းလည်းတယောက်တနေရာစီပို့ခံလိုက်ရပြီးအပြင် MC ရဲ့မိဘတွေအပါအဝင် MC ညီမလေးတွေရောပြီးတော့ MC ရဲ့တကယ်ကြီးဖြစ်ခဲ့တဲ့ Sophie ရောအားလုံးကတယောက်တနေရာစီရောက်ကြကြပြီမိသားစုတွေအားလုံးကွဲကုန်ကြပြီတချိန်ကအရင်တာယာခဲ့တဲ့ရွာလေးတစ်ရွာကအခုချိန်မှာတော့ဘာမှမရှိတော့တဲ့လေဝဲတစ်ခုဖြစ်သွားခဲ့ပြီဒါကြောင့်ဒီ anime ကပျောက်ဆုံးသွားတဲ့မိဘတွေကိုပြန်ပြီးလိုက်ရှာမယ်ပြီးတော့ပျောက်ဆုံးသွားတဲ့တငယ်ချင်းကိုပြန်လိုက်ရှာမယ်ဆိုတဲ့ပုံစံမျိုးပေါ့ဆိုတော့ဒီဗီဒီယိုဖြစ်လာရတဲ့အဓိကအကြောင်းကြီးပြပြဖို့အချိန်ရောက်ပြီတခါတလေဖခင်နေဆိုတာ perfect hero မဟုတ်သူတို့မှလည်းအမားတွေပြည့်နေတဲ့လူသားတွေပဲ season 2ရဲ့ part 2မှာအရာအလုံးကအဆင်ပြေတော့မှာသူတို့ချစ်တဲ့သူတွေအကုန်လုံးကိုပြန်တွေ့နေကြပြီ Rudy Roxy Sophie Paul Rudy ရဲ့ညီမလေး2ယောက်နဲ့နောက်ပြီးအိမ်ပေါ်မှာလေအကုန်လုံးကပြန်တွေ့နေပြီဒါပေမဲ့တယောက်တော့ကျန်နေသေးတယ်ဒါက Rudy ရဲ့အမေဖြစ်တဲ့ Zenith ပဲ Zenith က Librarian နဲ့မှပိတ်မိနေတာသိတော့သူတို့ Zenith ကိုကယ်ဖို့အတွက်စီစဉ်ကြတာပေါ့သူတို့က Zenith ကိုကယ်နိုင်မယ်ဆိုရင်အရာတော့အစီပြေတော့မှာပဲဆိုတဲ့စိတ်နဲ့သွားပြီးတော့ကယ်ကြပြီမယ်လေအဲ့လိုမဟုတ်ခဲ့ဘူးဒီနေ့ဖောက်တို့ Zenith ကိုကယ်ဖို့သွားတဲ့အချိန်မှာ Hydra Monster တစ်ကောင်နဲ့တိုက်ခတ်ခဲ့ရတယ်အထူးသဖြင့်ဒီဘက်တည်းတော်တော်အနေများတယ်ဘာလို့လဲဆိုတော့ဒီ Hydra Monster ဆိုတာကအရန်တန်မာပါရယ်ဆိုရဲဒန်နာကြီးလာတတဝါတကောင်မျိုးဒီအကောင်အပြင်မှာတကယ်ရှိလိမ့်မယ်လို့တချို့လူတွေတော့မထင်ထားကြဘူးအဲ့လောက်ကြီးဒီကောင်ကအရန်တန်မာတော့အကြီးอ่ะအစားပိုင်းမှာတော့သူတို့ရဲ့အဖွဲ့ကအသာစီးရခဲ့တာပေါ့ဘယ်တည်းရဲ့အလဲမှာ Rudy က Monster ရဲ့တိုက်ခိုက်ခြင်းကိုမရှောင်နိုင်တော့အဲ့ဒီစက္ကန့်လေးမှာပဲဟောကဘာမှမတွေးမနေပဲသူ့ရဲ့တောင်းဝင်းကက်လိုက်တယ်ဒါကြောင့် Rudy ကတော့အသက်ရှင်ခဲ့တဲ့ဆိုပေမဲ့ဒီဘက်မှာလည်းသူ့ရဲ့တက်ကိုစတေးလိုက်ရတယ်ဒီဘက်ကအရင် emotional ဖြစ်တယ်ဘောင်းတို့မိသားစုကပျော်ရွှင်စရာမိသားစုတစုတော့မဟုတ်ခဲ့ဘူးဒါပေမဲ့လည်းဝမ်းနည်းစရာတော့လည်းမဟုတ်ပြန်သူတို့မိသားစုမှာပျော်ရွှင်စရာခိုက်တဲ့နေလည်းရှိခဲ့တယ်လို့သူတို့မိသားစုအချင်းချင်းစိတ်ရည်စရာအခိုက်အတန့်တွေလည်းအများကြီးရှိခဲ့တယ်။ဟောင်းကသူသိရဲ့သူသားနဲ့ရှင်လိုက်မယ်ဆိုရင်သူကအသုံးမကျတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတော့ဒါပေမဲ့ဒီအခိုက်အတန့်မှာတော့သူလုပ်နိုင်တဲ့အရာကိုတန်းနိုင်ဆုံးလုပ်သွားခဲ့တယ်။နောက်ဆုံးသူပြောရတဲ့အပြောကအရင်အတိတ်ပဲပါတယ်။နောက်ဆုံးတော့သူလုပ်နိုင်ခဲ့ပြီ။နောက်ဆုံးတော့သူအသုံးကျတဲ့လူတစ်ယောက်ဖြစ်သွားခဲ့ပြီဆိုတော့အတွေးမျိုးဝင်သွားတဲ့အတွက်သူပြောရတာပေါ့တကယ်တော့ဒီဗီဒီယိုကပြီးသွားခဲ့ပြီဒါပေမဲ့ကျွန်တော်ပြောချင်တာလေးတချို့ရှိလို့ဒါ outro ပုံစံမျိုးနဲ့ကျွန်တော်ဆက်ထည့်ထားတာပေါ့ Mushoku Tensei anime ကတခြား isekai anime လို့မဟုတ်ပဲတော်တော်ကောင်းတဲ့ anime တစ်ခုလို့သတ်မှတ်လို့ရတယ်အထူးသဖြင့် character development တို့ world building တို့နေရာတွေမှာပေါ့တခြားနေရာတွေမှာလည်းမကောင်းတာတော့မဟုတ်ဘူးဒါကြောင့် Mushoku Tensei anime က peak ဖြစ်တဲ့ anime တစ်ခုလို့ပြောလို့ရတယ်ဒါကြောင့်မို့လို့ brother တို့ကဒီ anime ကိုလုံးဝမကြည့်ရသေးဘူးဆိုရင်တော့ကျွန်တော်ကြည့်ဖို့အတွက် recommend အကြီးကိုပေးပါတယ်ဒါဆိုဒီနေ့ဗီဒီယိုကဒီလောက်ပါပဲ
နောက်ဗီဒီယိုကျရင်လည်းဘယ်လို anime မျိုးတွေကျွန်တော် review ပေးအောင်လဲဆိုတာကို comment ပြောထားလို့ရပါတယ်